ကဲဒီနေ့မှတော့ကျွန်တော် Dine 5K ပေါ့နော်ကျွန်တော် TikTok တကညီလေးတယောက်ကိုကျွန်တော်တွားပြီးတော့မှဘာညာပေါ့နော်လောက်ပြန်ဖြစ်သွားတာကဲဘရိုလိုက်ကြည့်လိုက်တော့ဆိုတော့တကယ်အပြင်လောကမှာကွာလေရင်မစည်းခဲရတဲ့နေပါစေကွာလေတွေကအိမ်မက်လေးပေါ့နော်ဟိုဂိမ်းထဲမှာလေရင်စီးလို့ရရတော့တကယ်မှမိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒါကတော့ 5K ပေါင်ရင်တော့ရမှာပေါ့နော်တိုးတော်လည်းကျွန်တော်တိတ်တော့မလို့ချင်ပါဘူးဘာလို့ဆိုတော့မချခင် K ပေါင်လည်းပဲရတော့မှာဆိုတော့နော်ဒါပေမဲ့ကျောင်းကြီးကိုလည်းပျော်ရွှင်တော့ရပါပြီနော်ပျော်ရွှင်ပါစေညီလေးနော်ကဲလေတွေကအိမ်ငယ်လေးလေမြန်နဲ့စီးပါပြီနော်ကဲအားလုံးချစ်တဲ့ညီကနော်ဒီကျောင်းကြီးကိုရဲ့ TikTok ကလေးလည်းတွားပြီးတော့အားပေးခဲ့ပါအောင်နော်ဒါကျွန်တော်နဲ့အခုလက်ရှိကျောင်းကြီးတို့ကိုလည်းပြန်ခင်တဲ့ဒုတိယတစ်ယောက်ပေါ့နော်အညာတစ်ယောက်ရှိခဲ့ပြီအခုဒါဒုတိယတစ်ယောက်ပေါ့ကဲဒုတိယလူပေါ့နော် sorry ဆော်မရှိဘူးဆိုတော့ဒုတိယလူပါရှင်းလာစားပါလား